ဒီကလေးလေးကိုမွေးဖွားလာတဲ့အချိန်မှာသူ့ရုပ်ရည်ကအသက်80အရွယ်အဖိုးကြီးတစ်ယောက်နဲ့တူနေပါတယ်။သူလည်းမွေးလာရောမိခင်ဖြစ်သူကဆုံးပါသွားခဲ့ပြီးဖခင်ဖြစ်သူကတော့ဒီကလေးကိုချိန်ဆတင်နေတယ်လို့ယုံကြည်တာကြောင့်မိဘမဲ့ခေဟာတစ်ခုရဲ့တကားဝမှာဆွန့်ပစ်သွားခဲ့ပါတယ်။ခေဟာမူကကလေးကိုတွေ့ချင်းပဲဆရာဝန်ကိုချက်ချင်းခေါ်ပြခဲ့ပါတယ်။စစ်ချက်တွေအရလူတိုင်းအံ့ဩသွားခဲ့ရတာကတော့ကလေးရဲ့ခန္ဓာကိုယ်မှာတက်ကြီးရွယ်ဦးတွေမှာသာဖြစ်တတ်တဲ့ယောဂဝေဒနာတွေအကုန်လုံးရှိနေလို့ပါပဲ။ဘလို့ပဲဖြစ်ဖြစ်ခေဟာမူကတော့ဒီကလေးလေးကိုမွေးစားဖို့ဆုံးဖြတ်လိုက်ပါတယ်။ခုနှစ်ကြာပြီးတဲ့နောက်မှာတော့ကလေးလေးဟာအဖိုးကြီးတစ်ယောက်လိုပဲကြီးပြင်းလာခဲ့ပေမဲ့သူ့ရဲ့စိတ်ထားလေးကတော့အယမ်းကိုဖြူစင်ပါတယ်။တင်းငယ်တဲ့အရာလေးတွေကနေတောင်ပျော်ရွှင်မှုကိုရှာတွေ့တတ်တဲ့သူပါ။အသက်10နှစ်အရွယ်ကိုရောက်တဲ့အခါမှာတော့သူဟာဘီတက်ကလထိုင်ပေါ်ကနေပထမဆုံးအကြိမ်မတ်တရက်နိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးအံ့ဖွယ်ရာတွေစတင်ဖြစ်ပေါ်လာပါတော့တယ်။သူ့မျက်နှာပေါ်ကအရေးအကြောင်းတွေစတင်ပြောက်ကွယ်လာပြီးယောဂဝေဒနာတွေလည်းတဖြည်းဖြည်းတက်တာပြောက်ကင်းသွားခဲ့ပါတယ်။ဒီအချိန်တော်အတွင်းမှာပဲလီဆာလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်သူ့ဘဝထဲကိုဝင်ရောက်လာပါတယ်။လီဆာကအပတ်တိုင်းဂေဟာမှာရှိတဲ့သူ့အဖွားစီလာလဲတက်တဲ့ကောင်မလေးပါ။လီဆာအတွက်တော့တိုနီကလေးလေးဟာရိုးရိုးဖိုးကြီးတစ်ယောက်မဟုတ်ပဲထူးခြားတဲ့သူတစ်ယောက်လိုဖြစ်နေပါတယ်။တနေ့မှာတော့လီဆာကတိုနီမျက်နှာကိုစမ်းသပ်ကင်တွယ်ကြည့်ဖို့ကြိုးစားခဲ့ပေမဲ့အဖွားဖြစ်သူကမြင်သွားပြီးတိုနီကိုစူပူကျိမ်းမောင်းခဲ့ပါတယ်။အသက်10နှစ်အရွယ်ရောက်တော့တိုနီအလုပ်ထွက်ရှာပါတယ်။တင်မောကပတိန်တစ်ယောက်ကလူငါးဘိုးရှာနေတဲ့အချိန်တခြားသူတွေကညှင်းဆန်ခဲ့ပေမဲ့တိုနီကတော့တတိရှိရှိနဲ့လက်ထောင်ပြီးအလုပ်ဝင်လုပ်ခဲ့ပါတယ်။နှစ်ကြာပြီးနောက်သူပြန်လာတဲ့အခါမှာတော့အရင်ကထက်တောင်ပိုပြီးနုပြိုနေပါပြီ။လီဆာကလည်းလှပတဲ့မိန်းကလေးတစ်ယောက်အဖြစ်အရွယ်ရောက်နေခဲ့ပါပြီ။တိုနီအသက်18နှစ်ပြည့်တဲ့အချိန်မှာတော့လီဆာအဖွားဆုံးပါသွားကြောင်းသတင်းရခဲ့ပါတယ်။ဒါဟာတိုနီအတွက်ချစ်ခင်ရသူတစ်ယောက်ကိုဆုံးရှုံးရတဲ့နာကျင်မှုကိုပထမဆုံးအကြိမ်ခံစားလိုက်ရတာပါ။အသက်20အရွယ်မှာတော့သူဟာကဘာကြီးကိုလှည့်လည်ကြည့်ရှုဖို့